အေလေဖာစုလိခိတလီဘွာခိတဘွာဝဲနော်ငါမိကငါငငယ်ဆိုထားနေစားတဖြစ်ဖြစ်တော့ရွရလာလိုက်တာခုစောကလည်းမီးပြုတ်မှပေါ်နာထင်နေပြီအပြုတ်ဘာဘာဖေဖေအေးထားလိုက်ပါလေထားလိုက်ပါကဲဖာစုငါမီးချစ်ခင်စုံမိုင်လောတော့ဆုမလောနှုတ်ဖာလဲမေးသရှိသောမေးမြတ်သရှိလဲမြတ်မရမယ်လောဖာစုနာမပိုက်ဆိုင်မှုလေဟဲ့ရလေးရှိရဲ့ကျွန်တော်မလည်းဒီမချဲလေးညာကြီးရှိရဲ့ဖေဖေကျွန်တော်လောက်နေရပိုက်ဆိုင်မှုတော့ပြောနေတော့အကဲအကမအကြီးစွာလိထက်ရှိရဲ့ခင်နာနေရဘောင်းပြပြလောက်ထက်ကိုကျွန်တော်လည်းနိုင်ပေးရကနေထဲတော့ဟဲ့ကဟာမူဖေဖေအကွာပြော့တိုင်းကြောစားနေရခဲ့ဗျာအေးအဲဆိုနာငါလမီဟမျိုးထောက်စီစဉ်ရှိရဲ့ငါမလည်းအမမီရောပဲရှိလို့နာဆင်ပြောင်းထောက်နိုင်မှာရောကျွန်တော်ဖေဖေမီလေတပားလို့မင်းမကလာဘနေအော်ထားမယ်ဖေဖေအမလောမှန်အကဲအကောင်နေရပြလည်းနာခဲရှိုက်အကဲလမီငိုခီကိုမေးမွားသူပြလည်းနောက်ခဲလိုက်ရှင်းနေရအခုပြလည်းတော့ရှာတာကောက်ခါဗျာဟာနေဦးနာငါသမီးတကယ်ရောချေလားချေမနာအကဲကျွန်တော်လာထားကိုချေလေအမကောလောကျွန်တော်ထောက်ခိုင်းအခုဗျာတနေ့ရဖြစ်လိုက်တာမိဝဲဘူးမလာဖို့ပေါ်ခါနေမယ်ပြောမလားပြောရတာလေလူလာလဲတတ်ဖို့မေပဲကိုလူပြောတာမှန်ခဗျာတော်ပြီဖာစုအကိစားအမပေးလိုက်ရောနာလူကောဖြေတဲ့တနေ့ရောမငါသမီးနောက်ပလာလောဖာစုရပြီလောတော့ကြရောရှုံးနေမြပဲရိုင်ချေရတဲ့လူလေးနာဝိနေကျော်စီမကောဖြစ်နေလားခဗျာတို့မိချစ်တဲ့မြေတာစစ်တဲ့နာလေးကိုကျွန်တော်တို့ကကိုစားပေးသွားမှဖြစ်ပါတယ်ခဗျာမွေးနေစပလိုက်ဒုတ်တရေအောက်တို့လို့သွားသိနိုင်မှစီစဉ်များချေရတဲ့လူလေးစိတ်ဆိုးနေကိုတိုင်မပြောရဖြစ်နေလားအင်္ဂလာဆောင်မှာမဆဲလေးပေးစီစဉ်ရှိလားကျွန်တော်တို့ဖွဲရနေပြီရတောင်းဝယူဆော်ရပေးသွားမှဖြစ်ပါတယ်ခဗျာကဲစပလိုက်လေးပေးဖို့စီစဉ်ရှိရဲဆိုတာကျွန်တော်တို့ Messenger မှာခုပဲလာပြောလိုက်လို့ဟုတ်လားဆဲဝဲမဲ့ဆိုတာညကို68တဲ့လောက်မခေါ်နေချောက်ကိုဆဲဝဲမင်းရလို့ရပါတယ်ခဗျာ